မိမခေါင်းပြက်ကြီးကိုလေကာပြီးတော့ယောက်ျားထွက်သွားတာအဲ့တည်းကလုံးဝအမှန်တော့မဟုတ်ဘူးစကားတဲ့ဟာတွေ6ပြောနေနေဆိုတော့ကိုမန့်နေမှာလေပြောကြမဟုတ်နဲ့ပြောဒီမှာမော်ဘီဒီစစ်ပါမော်ဘီမှနေတာပါမော်ဘီဆက်တော်မှာဖြစ်တာအဲ့ဒီပြဿနာအဲ့ဆက်တော်ကနေပြီးတော့ကာတာပြီးကားသမားကိုဓာတ်နဲ့ထောက်ပြီးကာတာပြီးတော့တိုးဂိတ်ကြီးအဲ့ကားခေါင်းကြီးကိုကင်သွားတိုးဂိတ်မော်ဘီတိုးဂိတ်ရောက်မှာအဲ့ခေါင်းကြီးကိုမိမသူ့မိမရဲ့ခေါင်းကြီးကိုပြစ်ချခဲ့တာဒါပေမဲ့အဲ့ကောင်အဲ့မှာပဲတခါတည်းမိသွားပြီလားသူ့ရဲ့မိမကလင်မယားချင်းရံဖြစ်တာကွာမိမကဒီလိုဒါလဲလုံးဝဓမိုင်းနဲ့ခေါင်းအဲ့လိုခုတ်ချပြီးဗဘီကြီးကနေကင်ပြီးတော့ဆွဲပြီးတော့သွားတာအဲ့ဒါတကယ်စစ်နော်ဒီနေ့လေလုံးဝဖြစ်သွားတာအမလေးအဲ့ဒါကိုမယုံဘူးလို့ပြောတဲ့သူကရှိသေးတယ်ကျွန်မပေါ်ပြီးစစ်ပါနော်လုံးဝခေါင်းဖြစ်တာကျွန်မပုံမြင်ပြရင်ဘန်းမှာဆေးလို့ကြောက်ဖို့အရန်ကောင်းပါတယ်ဒီနော်မင်္ဂလာပါရှင်အားလုံးကျမ်းမှချမ်းသာကြပါစေလို့အဝေးတနေရာနေစွတ်မကောင်းတောင်းနေနော်စိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြေးကြပါစေရှင်စိတ်သေးမကောင်းပါဘူးမော်ဘီမှာကိုမိန်းမကိုခေါင်းကြီးကိုဖြတ်ပြီးမှကျွတ်အမဲကြီးနဲ့ဆွဲပြီးမှရန်ကုန်ပြည်ကားလမ်းပေါ်မှာဓာတ်တစ်ချောင်းနဲ့ရှောက်သွားပြီးမှနော်သူရဲခေါင်းတော်အန်အောတဲ့ကိုမိန်းမကိုခေါင်းဖြတ်တဲ့သူဖြစ်တဲ့အတွက်ကိုတော်ကြီးကိုစိတ်မကောင်းဖြစ်ရတယ်ရင်ဝဲနာတွေလည်းကြားရတယ်ပြီးတော့သူ့ရဲ့ဖိုင်လေးတစ်ခုတက်လာတော့ကြတော့ခေါင်းကတော့မရှိတော့ဘောခန္ဓာကိုယ်အောက်ပိုင်းကိုကြည့်လိုက်တဲ့အချိန်မှာကျမရဲ့စိတ်ထဲမှာထမိန်လေးကိုကျမကြည့်လိုက်တဲ့အချိန်မှာလေထမိန်လေးကလိမ်မောရောင်ပုံစံမျိုးလေးဝတ်ထားတော့ဟဲလို့ဒိုးမျိုးသူတာယာဝရီသူတဲဆိုလို့ရှိရင်အဲ့ဒီလိမ်မောင်ရောင်လေးတွေဗာလေးတွေတိတ်ကြိုက်တာလို့တဲများလားမသိဘူးဆိုပြီးကျမရဲ့ခံစားချက်နော်ကျမရဲ့ခံစားချက်ကျွန်တော်တညာလုံးအိမ်မပြောဘူးဘာလို့ကလေးမလေးပြောင်းသွားတာလဲမော်ဘီဘက်ကိုပြောင်းသွားတယ်လို့သတင်းရတဲ့အတွက်စုံစမ်းမယ်ခုမနေ့မှာအမလေးခေါင်းဖြတ်ခိုင်းတဲ့ကလေးမလေးကကိုနဲ့ပတ်သက်တဲ့ကလေးမဖြစ်ပါစေနဲ့လို့ကျမလေးဆူတောင်းတာပေါ့နော်သူမကလေးတွေလည်းကြံခဲ့တယ်နော်ဆိုတော့ဆူတောင်းကမပြေဘူးကျမတို့တာယာဝရီမျိုးကငငယ်လေးတွေကတအားချစ်ခဲ့ရတဲ့တရင်တနည်းအတူစားအတူနေလာတဲ့အရန်ချောပါတယ်ဆိုတဲ့ကလေးလေးလူချစ်လူခင်ပေါ်တဲ့ကျမတို့မျိုးရဲ့အလှဆုံးလေးဆိုလဲပြောလို့ရတယ်တဲလေးဖြစ်နေတယ်ရှင်အဲ့ဒီတော့ကိုစိတ်မကောင်းလိုက်တာအကျဉ်းတရားတွေရက်ဆက်လှပြီလားဟမ်ဒီလိုခေါင်းဖြတ်တယ်ဆိုတာမျိုးကနော်တော်ကြီးကိုရုံမာတဲ့သူတွေမှာပါသွားတယ်ကိုချစ်လို့မှယူထားတဲ့မိန်းမတယောက်ကိုကွဲရန်နေဖြစ်ကြတဲ့အိမ်တော်ကြီးဆိုတာမတက်အတူနေဆိုလို့ရှင်လေယောက်ျားတွေအားလုံးမှားမယ်နော်တက်လားရှင်တို့မကြည့်ရင်ကြော်သွားကိုမင်းမောက်ချစ်လို့ယူထားရင်ခေါင်းအေးနဲ့စဉ်းစားရိုက်ဖို့ယူထားတယ်ဆိုလို့ရှင်တော့ရှင်တို့ယူမနေနဲ့တတ်ဖို့ယူထားတယ်ဆိုရင်ရှင်တို့ယူမနေချားနဲ့တော့နော်မိမဆိုတာမျိုးကအားနွယ်တယ်ရှင်နော်ယောက်ျားတယောက်ကိုမှီခိုစားတဲ့သူတွေရှိတယ်ကြောက်ရတဲ့သူတွေရှိတယ်အားချင်းနဲ့မတူဘူးမတူညီဘူးနော်မတူညီနော်နော်စဉ်းစားလေကြောင်နဲ့ကြက်နဲ့တူညီလို့လားဒီလိုအားနွယ်တဲ့မိမတွေမှာရိုက်တယ်ပုတ်တယ်တတ်တယ်ဆိုတော့ယောက်ျားအချို့တော်တော်များများကိုပြောချင်တယ်နော်ဒီလိုမျိုးရုံမာမယ်ဆိုလို့ရှိရင်မိမမယူချားနဲ့တခုဖြစ်မယ်ဆိုလို့ရှိရင်ရှင်တို့ဖြည့်ရှင်းပါတရားဥပဒေတွေအများကြီးရှိတယ်တရားဥပဒေအတိုင်းကိုသွားအားရှိရိုက်တာနဲ့ပုတ်တာနဲ့နော်ပြောမယ်ဆိုလို့ရှိရင်အဲ့လိုတတ်တာနဲ့ဖြတ်တာနဲ့ဆိုတော့ယောက်ျားတွေဖြစ်ပြီးဒီလိုစိတ်တက်မျိုးအချို့ထားတဲ့ယောက်ျားတွေကိုလည်းမုန်းတီးတယ်ရှုံချပါတယ်နော်မနိုင်တဲ့ဝင်ကိုမထမ်းနဲ့ရှင်တို့ယူမှဒီမိန်းမတွေထမင်းစားရတာမဟုတ်ကိုယ့်အိမ်မှာလည်းထမင်းတလို့ရှာဖွေစားလို့ရတယ်ကစုရဲ့ပဲရောင်းချစ်မပဲရောင်းနော်ဘာပဲရောင်းစားလို့ရချစ်လုံးအားချင်းတော့ဘဝတစ်ခုလုံးကိုပေးဆက်ပြီးမှယူထားတဲ့မိန်းမတွေကိုနော်ဒီလိုမျိုးလုပ်တယ်ဆိုတာအင်မတန်ကိုအောက်တန်းနဲ့ကြတယ်ခုလိုခေါင်းကြီးကိုဖြတ်ပြီးမှနော်ရုံမာတဲ့သူကိုလည်းအရန်ကြီးကိုမုန်းတီးတယ်အရန်ကြီးလည်းရင်ဝဲနာကြတယ်တာယာဝတီသူဖြစ်နေတဲ့အတွက်ပိုဆိုးတယ်ခံစားနေရပါတယ်ရှင်နော်ဒီနေ့စတရောကြီးပါညီမတို့ကဒါမော်ဘီပေါ့နော်မော်ဘီမျိုးစတရောကြီးပါမရှိတယ်မင်းမလိုက်မှတ်တိုင်းအကျော်နားလေးမှာဒီဖုန်းကြောင်းမှတ်တိုင်းမရောက်ခင်နားလေးမှာအဲ့ဒီမှာ MTK Mobile ဖုန်းတိုင်းအဲ့ဒီရဲ့လမ်းကြားလေးထဲမှာနေအိမ်ငါးတွေလို့တော့ပြောတန်ကြတယ်ယောက်ျားနဲ့မိန်းမဒီများနှစ်ယောက်ပေါ့နော်ရန်ဖြစ်ကြတာတဲ့ယောက်ျားကမိန်းမကိုဓာတ်နဲ့ခုတ်လိုက်တာလေဘင်းကိုဒီလိုဒီနားပြတ်သွားတာမိန်းမရဲ့ခန္ဓာကိုယ်ကြီးအဲ့အိမ်မှာပဲမှောက်ခုံသွေးအိုင်ထဲမှာကြံခဲ့တယ်ယောက်ျားကအဲ့ဒီမိန်းမရဲ့ခေါင်းကိုဆွဲလက်ကဓာတ်တစ်ဖက်ကိုကင်ပြီးတော့သူကလမ်းကိုထွက်လာတယ်ထွက်လာပြီးတော့လမ်းတော်တော်ဝေးလျှောက်တယ်နော်လျှောက်ပြီးလဲပြီးတော့ကားတစ်စီးကိုဓာတ်ထောက်ပြီးတော့မောင်းခိုင်းတယ်အဲ့ခေါင်းယူကင်သွားတယ်နော်ပြီးတော့တိုးခဲ့ရောက်တော့အဲ့ခေါင်းကိုပြစ်ချလိုက်တယ်သူ့ကိုလည်းအမှပဲမိသွားတယ်မိန်းမမှာအဲ့မိန်းမခန္ဓာကိုယ်အမှပဲကြံခဲ့တယ်တော်တော်လေးကြောက်ဖို့ကောင်းတယ်ဘယ်လိုပြောမလဲယုံနိုင်ဘူးပေါ့နော်